ဘာနွဲ့နေတဲ့ main ကလေးတယောက်ကဘယ်လိုနဲ့ပလင်းဖုံးဖွင့်လို့ရမှာလဲရောင်းနေရလေခင်ဗျာအဖုံးဖွင့်လို့မရလို့ကျွန်တော်ဖွင့်ပေးတာလေအမလူအထင်သေးလိုက်တာဖုံးပွင့်မရဘူးသူပြောလို့လေဒါဆိုလို့ရှိရင်အဖုံးဖွင့်လို့မရဟန်ဆောင်ပြီးတော့ကြောင်းနေတာပေါ့ဟုတ်လားဟုတ်တယ်တို့ရှင်ရှိတယ်ဒီမှာထောက်ဝယ်လို့ရတယ်ယူမလားရဘာလို့ဟာဟိုမှာရောဒီမြန်ရောက်တာ30ပဲနင်းပါလို့20ကြောင်းနေတာတော့မရောက်တာ20ပေးလို့မပေးဘူးလားမပေးကျမအောင်ပါလားပေါ့ဦးကျမသူနေโอ้โหမအော်လိုက်ပါနဲ့နော်ကျုပ်ပေးပါမယ်โอ้အလုံးမရှိပါဘူးဟာရှင်ဖေဟာတပည့်တော်မာသားလေးငင်းမှာအလုံးလောက်တာတပည့်တော်မာသားလေးကိုရှောက်ရှောက်တော်မူပါတပည့်တော်မာသားလေးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ဆက်ဆက်ရရအလုံးအစင်ပြေပါစေရှင်ဖေဟာအလုပ်စမထားပြီးမကြခင်မှာသမီးအလုပ်ရတော့မယ်
စံမပူပေးနိုင်တာကြာပြီဖြစ်တော့ဘူးအထောက်ထားမဲ့တဲ့အလုပ်တစ်ခုခုငါချလို့မရတော့မယ်တိုင်းမင်းပိုင်စဉ်းစားနေတယ် ငါလေအမိုယူလင်းနီစာအုပ်ကောင်ကလေးကထိုင်စားနေတာတားရအခုထောက်ထားမဲ့တဲ့အလုပ်တစ်ခုရဖို့ချလို့ဖို့စဉ်းစားနေတာ အေးဟုတ်တဲ့တိုင်းမင်းကဘတ်တင်ထားတယ်ဆိုပေမဲ့အကယ်၍ဘတ်ကြလာတယ်ဆိုရင်ပတ်စာလို့မှာ ဟုတ်တယ်တားရကိုကြီးကျွန်တော်အလုပ်တစ်ခုလောက်လိုချင်တယ် အေးရတယ်ငါညီပါလို့လို့ချင်တာ ရတယ်ကိုဘာလို့ပဲဖြစ်ကျွန်တော်လုပ်မယ် ဟုတ်ပါပြီငါညီမပါထောက်ထားရှိအောင် MOU လေးနှစ်တက်တာကုန်တဲ့စာအုပ်ရှိတယ် ဒါဆိုရင်တော့မရအောင်ညီလေးစာအုပ်အထောက်ထားတစ်ခုရှိမှရမယ် နေလီတော့ရှိတယ်ကိုကြီးရလား ဘတ်တင်နာတဲ့နေလေးဆိုရင်ညီလေးစောက်လို့ရတစ်ခုပဲရမယ် ရတယ်ကျွန်တော်လုပ်မယ် အလုံးစမတ်ကတော့ချိတယ်တော့ညီလေး အလုပ်စမခါကဘယ်လောက် အလုံးစမတ်ကတော့9000ရှိတယ်ညီလေးဒါပေမဲ့ကားကတော့ခု2000ယူပဲ9000ပေါ့အားလုံး ဒါဆိုရင်တော့ကျွန်တော်စီမှာ2500ပဲရှိတယ်ကျွန်တော်ကိုရင်ပေးလိုက်မယ်လေကျန်တဲ့ဟာတွေပိတ်ထန်ထွက်မှာပေးလိုက်မယ်လေရလား အဲ့လိုတော့မရအောင်ညီလေးထောက်ထားမဲ့တဲ့အလုပ်တွေကပတ်စံလက်ငင်းပေးမှရ ဒါဆိုရင်တော့ကျွန်တော်တကယ်ချင်းစီမှာပိုက်ဆံသွားချိလာအောင်မယ်တရက်နှစ်ရက်လောက်မှကျွန်တော်အကူကြီးရဆက်တယ်လာမယ်လေနော် ရတယ်ညီလေး မင်းကကူညီမဖြစ်မယ်တိုင်း အေးပြောလိုက်ပါတိုင်းအောင်ငါပါကိုညရမယ် တိုင်းငါမှာပေါ်ဆန်းလို့ရထားတယ်စမခါနဲ့ကာခက9000ပေးရမှာကျွန်တော်စီမှာ2500ပဲရှိတယ် အော်ငါသဘောပေါက်ပြီအမှလည်းတောင်းနေရှိတာငါအိမ်ကိုလွှဲရမှာဒါပေမဲ့မင်းခက်ခဲဖြစ်နေတော့ငါကူညီပေးပါမယ် ဟုတ်ကဲ့ပါတိုင်းရငါအလုပ်ပိုက်ဆံထွက်ရင်ငါချက်ချင်းနေ့ကိုပြန်စားပါမယ်တိုင်း အေးမင်းမနဲ့ပြန်လောက်ရမယ်ဆိုတော့ငါဝမ်းသာပါတယ် က
9,000ပြည့်တယ် โอเคပြင်တယ် အကိုကြီးအလုပ်ဘယ်နေ့ပို့ပေးမလဲ ဒီရက်9ရက်လောက်တော့စောက်အောင်မယ်ညီလေးဘာဖြစ်လို့လဲဆိုတော့တထီကိုတော့ပြန်ပြောအောင်မယ်တထီကိုသွားမိလို့ရှိရင်ညီလေးကိုပြန်လာဖို့မယ်လေ အဲ့ဒီလောက်စမှတ်ပြပါလား စမတ်ထားပြီးပြီတိုင်း ဘယ်နေ့အလုပ်စတင်ရမလဲ ဝက်စာပြောတော့4ရက်5ရက်စောက်ရမယ်လို့ပြောတယ် ဟောမှလည်းလောက်ပါဒီထိုင်းနိုင်ငံမှာကျတော့လူလိမ်ပွဲသားတွေအများကြီးမာပြည်သားအချင်းချင်းလိမ်ပြီးစားနေတဲ့ပွဲသားတွေရှိတယ်ဒါမှကောင်းတဲ့ပွဲသားတွေလည်းရှိတယ်အချို့ပွဲသားတွေဆိုရင်ဒီများမြေပေါက်ကြီးငယ်ကြမှာတမင်စားွားတဲ့ကောင်တွေကွာ ဟုတ်တယ်တိုင်းတိုင်းကျွန်တော်ဟိုဟယ်လိုမေ တာနေကောင်းလား ဟုတ်နေကောင်းပါလေ တာပတ်စံကိုရတဲ့ကြာပြီတာအလုပ်ပေါ်ဆင်ပြေရလား အော်အလုပ်ဆင်းပြေးပါတယ်လက်ကုန်ကြရင်အာမီကိုပဲဆောင်ပို့ပေးမယ်နော် အေးတာရေကျမကြီးပဲကိစ္စဆိုင်နော်အေးဒါတော့အမေဖုန်းချလိုက်ပြီနော် တိုင်းငါမီယာပဲဆောင်လာတယ် ဟုတ် အာအလုံးရမှာဖြစ် ဟေးမင်းညတော့လောက်ရပါစေလို့လည်းမဆုတောင်းပါတော့ မပြန်ရမယ်ပေါ့နော် လူကအရန်ရောက်မှကြတာပဲသမီးကိုလှုပ်သွင်းမိမယ်ဆိုပြီးတော့သမီးအလိုက်ခံလိုက်ရပြီကိုမြတ်မချစ်ချင်းတွေကမလိမ့်သိပါဘူးသမီးပိုက်ဆံကိုလိန်တဲ့လူကိုသမီးမုန်းတယ် sorry နော်ကိုကျမတောင်းမှပါတယ် မင်းငါ့ကိုတိုင်ပတ်ပလိုက်အဖေပေးထားတဲ့ဟာတော့မထီပါ sorry ပါနော်ကိုကျမကိုတကယ်မမြင်လို့ပါ ခင်ဗျားသမီးလုံနေတယ်မလား ဟုတ်တယ်ဟုတ်တယ်လို့ကျမပြောတာကကျမတမီလို့တော့မဟုတ်လို့ပြောချင်တာကျမတောင်းမှပါတယ် သမီးလုံတာမဟုတ်ဘူးဟုတ်လားအိုးရရလားမင်းကလေးမလို့နော်ယောက်ျားလေးနေနော်ဟာအိုး အော်သေးတယ်
สามารถติดต่อเลขหมายปลายทางได้ในขณะนี้ Sorry, it is not possible to reach the number you dialed at this moment. အလုံးစောင့်နေတာလေ15ရက်လောက်ရှိဝယ်စားကောက်ဦးကလည်းဘုံခေါ်လို့မရပါဘူးငါငါ့နေမိတယ်မေတ္တာရမြာခေါင်းနေပြီလားပတ်စံနဲ့ဝယ်လို့မရတာဝါဆူရာကချက်လို့ပါလားမြင့်တပီပြန်စင်သွားလက်ခမပါလာခရတဲ့လေကိုရှူပြီးမင်းစိတ်ကြည့်နေတာမမနာခဏလေးပဲရှော်လိုက်ပါလူသာဆန်လိုက်ပါတင်ချစ်စစ်တွေ့မှာပါသစ္စာတွေကရှာနေပြီလားကတိတွေနဲ့ဝယ်လို့မရတာဝါဆူရာကအိမ်မလိုပါလားခမထွေပြီးပြန်မရတော့တဲ့ခဏပါအလကားရတဲ့အချိန်ကိုယူပြီးမင်းစိတ်ကြည့်နေတာလူတွေကြားခဏလေးတန်းရှောက်ကြည့်ပါလူသာဆန်လိုက်ပါတင်ချစ်စစ်တွေ့မှာပါမမရလဲပါတဲ့ချစ်တဲ့ဘုခတ်တဲ့ဆိုမရလဲပါတဲ့အကောင်းမြင်နိုင်မှုဒီစိတ်ပဲလို့တဲ့လမ်းခွဲမလဲပါတဲ့လမ်းတဘုခတ်တဲ့မေဘုကလဲပါတဲ့ဖြစ်နိုင်ရင်တော့မပဲလို့တဲ့လူသားတွေပဲအချင်းနဲ့အသက်ရှင်မဲမနာခဏလေးပဲရှော်လိုက်ပါလူသာဆန်လိုက်ပါ ကိုဘာလဲ
ဘာပြောဖို့လဲ ကျမဟိုနေ့ကမတော်တဆဖြစ်တဲ့အတွက်ကျမစိတ်မကောင်းပါမမလေးနော် အော်ရပါတယ်ကိစ္စမရှိပါဘူးဒါနဲ့ဘာကြောင့်အဲ့လိုမျိုးဖြစ်သွားတာလဲပြောပြလို့ရပါ ရပါတယ်ပြောပြလို့ရပါတယ်အစကျမလောက်ရတဲ့ရုံမှာလှုပ်လှုပ်ခဲ့တယ်ဝနနဲ့စကားများပြီးတော့အလုပ်ထုတ်ခံလိုက်ရတယ် အော်ဒါကအလုပ်တိပြတ်ချလို့ရတယ်ခင်ဗျားမှာအပြည့်စုံရှိနေတာပဲ မလောက်သိချာနေတာပဲဒါပေမဲ့ကြောက်မရှိတော့အလောက်ကရှာရရင်ထည့် ဘာကြောင့်အော်မလို့တဲ့စက်ရုံလဲရှိနေမှာပါ ပွဲစားကကြောက်မလို့တဲ့ဆက်ရုပ်တွေပြေးမယ်ဆိုတော့ကျမစီကပတ်စားတော့မှထောင်ဘူးပတ်စားရမယ်လို့ပြောတယ်တပတ်လဲကြာပြီးပါဆက်တွဲမမရတော့ကျမပတ်စားလဲပြန်မရတော့အဲ့ဒါစိတ်ငြင်းနဲ့အနေနဲ့ကျမမတော်ဘူးဆက်ပြီးခဲ့တာ ကျွန်တော်လည်းခင်ဗျားလိုပါပဲပွဲစားတွေကလေအလုပ်သွင်းမိမယ်ဆိုပြီးတော့လေပိတ်ဆံလည်းရရောဘာတစ်ခုမှဆက်သွယ်လည်းမရတော့ဘာဖြစ်လူလိမ်ပွဲစားတွေ့အောင်ချပြီးတော့ပိတ်ဆံပြတ်တောင်းမယ် မင်းကအလှုပ်ထွင်းပေးမယ်ဆိုပြီးတော့မင်းကပိတ်ဆံလိန်သွားတယ်နော်မင်းကပိတ်ဆံပြပေးမလားမပေးဘူးလား မင်းပတ်စံငါပြန်မပေးနိုင်ဘူးကြိုက်တဲ့နေရာတာ မင်း
မေတ္တာရမြာခေါင်းနေပြီလားပတ်စံနဲ့ဝယ်လို့မမရတာဝါဆူရာကချက်လို့ပါလားမြင်တပီပြန်စင်သွားလက်ခဏပါလာခရတဲ့လေကိုရှူပြီးမင်းစိတ်ချနေတာမမနာခဏလေးပဲရှော်လိုက်ပါလူသာဆန်လိုက်ပါတင်ချစ်စစ်တွေ့မှာပါသစ္စာတွေကရှာနေပြီလားတတိတွေနဲ့ဝယ်လို့မရတာဝါဆူရာကအိမ်မလို့ပါလားခမထွေပြီးပြန်မရတော့တဲ့ခဏပါအလကားရတဲ့အချိန်ကိုယူပြီးမင်းစိတ်ချနေတာလူတွေကြားခဏလေးတန်းရှောက်ကြည့်ပါလူသာဆန်လိုက်ပါတင်ချစ်စစ်တွေ့မှာပါမမရလဲပါရဲ့ချစ်ပြဖို့ခတ်တယ်ဆိုဖို့ကလဲပါရဲ့အကောင်းမြင်နိုင်မှုဒီစိတ်ပဲလို့တဲ့လမ်းခွဲဖို့လဲပါရဲ့လမ်းပြဖို့ခတ်တယ်မေဖို့ကလဲပါရဲ့ဖြစ်နိုင်ရင်တော့မုံမို့ပဲလို့တဲ့လူသားတွေပဲအချင်းနဲ့အသက်ရှင်မယ်မနာခဏလေးပဲရှော်လိုက်ပါလူသာဆန်လိုက်ပါ